ညီကိုမောင်နှမတို့တင်ဟာ social media ပေါ်မှာလူကောင်းတယောက်ဖြစ်နိုင်တယ်အသိန်းတော်ထဲမှာလည်းလူတွေကတင့်ကိုအရန်ယုံကြည်ခြင်းရှိတဲ့လူလို့ချီးမွမ်းနေနိုင်တယ်ဆူတောင်းစီရီမှာလည်းဥဆောင်နိုင်တယ်ဓမ္မသချင်းတွေလည်းဆိုတယ်တရားတွေလည်းဟောတယ်ဒါပေမဲ့ဘုရားသခင်တင့်ရဲ့နှလုံးသားကိုဖွင့်ကြည့်တဲ့အခါမှာဘာတွေ့မလဲဘာကိုမြင်မလဲချစ်ချင်းလားမာနလားလောဘလားမနာလိုခြင်းလားဒီမိခွန်းဟာကျွန်တော်အားလုံးကိုမေးသင့်တဲ့မိခွန်းဖြစ်တယ် First Samuel 16မှာဘုရားသခင်ဟာရှမွေလကိုဒါဝိဒ်ကိုဘုရင်ဖြစ်ပိတ်ပေးဖို့ဆေလွတ်တယ်ဒါဝိဒ်ရဲ့ညီကိုတွေမြင်တဲ့အခါအရက်ရှည်တယ်တန်မာတယ်ကြည်ကောင်းတယ်ရှမွေလတော်မှာနော်ဒီလူပဲဘုရားရွေးထားတာဖြစ်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ဘုရားသခင်ကပြောတယ်လူသည်အပြင်ပန်းကိုကြည်တတ်၏ထာဝရဘုရားမူကားနှလုံးကိုကြည်တော်မူ၏ဒီနေ့လည်းဒီလိုပါပဲလူတွေကအဝတ်စားကိုကြည့်တယ်ဘာကားစီးလာတယ်ကြည့်တယ် ministry position ကိုကြည့်တယ်ဒါပေမဲ့ဘုရားသခင်ကနှလုံးသားကိုကြည့်တော်မူတယ်ပြင်ပန်းကိုလွယ်ကူနဲ့ပြောင်းလို့ရတယ်လလပပလေးပြောနိုင်တယ်အပြုံးလလုံနိုင်တယ်ဒါပေမဲ့နှလုံးသားကိုဟန်ဆောင်လို့မရဘူးလူရှိမှတန်ရှင်းတယ်လို့နေနိုင်တယ်ဒါပေမဲ့ဘုရားရှိမှတော့အရာအလုံးကပွင့်လင်းနေတယ်လူတယောက်ရဲ့စကားမပြောခင်အတွေးကိုလည်းဘုရားသခင်သိတယ်မဆုတောင်းခင်ရည်ရွယ်ချက်ကိုလည်းသိတယ်ဒါကြောင့်ဘုရားအတွက်အရေးကြီးဆုံးကဘာလုပ်ခဲ့လဲမဟုတ်ဘယ်စိတ်နဲ့လုပ်ခဲ့လဲဆိုတာဖြစ်တယ်ဒါဝိဒ်ကအပြစ်မရှိတဲ့သူမဟုတ်သူလည်းအပြစ်ကျူးလွန်ခဲ့တယ်ဒါပေမဲ့သူ့မှာထူးခြားတဲ့အရာတစ်ခုရှိတယ်နောင်တရတဲ့နှလုံးသားအပြစ်လုပ်ပြီးရင်သူ့အပြစ်ကိုဖုံးကွယ်ဖို့သူမကြိုးစားဘူးဖျားရှိမှငိုတယ်ဝန်ခံတယ်ပြန်လာတယ်ဒါကြောင့်ဘုရားကသူ့ကိုငါစိတ်နဲ့ညီတော်သူခေါ်ခဲ့တယ်ဘုရားသခင်ကပြည့်စုံတဲ့သူကိုမရှာပါဘူးနောင်တရတတ်တဲ့နှလုံးသားကိုရှာတယ်ဒီနေ့ကျွန်တော်ကိုပြန်မေးကြည့်အောင်ငါဘုရားเจ้าကိုလာတာဘုရားကိုချစ်လို့လားလူတွေချီးကျူးတာကိုလိုချင်လို့လားငါအမှုတော်ဆောင်တာဘုရားအတွက်လားကိုယ်နာမည်ကြော်ကြားဖို့အတွက်လားဘုရားဒီနေ့ကျွန်တော်ရဲ့နှလုံးသားကိုကြည့်နေတယ်ဒီနေ့အိမ်ပြန်တဲ့အခါမှာမှန်ရှိမှမရက်ခင်ဘုရားရှိမှအရင်ရက်ပါသင်ရဲ့အပြင်ပန်းပုံကိုမစစ်ဆေးခင်မှာသင်ရဲ့နှလုံးသားကိုအရင်စစ်ဆေးပါဘုရားကိုဒီလိုဆုတောင်းပါသခင်ကျွန်တော်ရဲ့နှလုံးသားကိုစစ်ဆေးတော်မူပါမနစ်သက်တဲ့အရာရှိရင်ပြောင်းလဲပေးပါကိုရောနစ်သက်တဲ့နှလုံးသားကိုပေးတော်မူပါလူတွေကတင့်ကိုဘယ်လိုမြင်နေဆိုတာထက်ဖခင်ကတင့်ကိုဘယ်လိုမြင်နေဆိုတာပိုအရေးကြီးပါတယ်လူတွေကိုလှည့်စားနိုင်နေတယ်ဖခင်ကိုဘယ်တော့မှလှည့်စားလို့မရပါဘူးဒါကြောင့်အပြင်ပန်းကိုပြင်ဆင်အောင်မဟုတ်ပဲနှလုံးသားကိုဖခင်ရှိမှပြင်ဆင်ကြပါစို့အာမင်